လာပါအခုဆိုရင်ပေါ့နော်ဆိုရင်အတူအစစ်စမ်းပြီးတင်တာပြပါဖြစ်ပါတယ်ရှင်ဒါကကြတော့ပေါ့နော်စိတ်လက်စော့ဒါအစစ်ပေါ့နော်ဒါကကြတော့ကျဲတီကကြအတူဖြစ်ပါတယ်ပေါ့နော်အဲ့နှစ်ခုကဒွန်တွဲပြီးပေါ့နော်ဘယ်ကအတူလဲဘယ်ကအစစ်လဲဒီတိုင်းမှာဖြစ်ပါတယ်ရှင်လိုအပ်တဲ့ပစ္စည်းလေးကကြတော့ငရဲမီလိုပါတယ်ငရဲမီမှတ်ချောဒီမှာအဝိတ်တစ်ထည်ကတော့လက်တော့ထားမှာပေါ့နော်အဲ့ဆိုရင်အရင်ဦးစောပေါ့နော်စိတ်လက်ဆိုလေးကိုချစ်မယ်ချစ်တဲ့အခါမှာလေးဘောင်လေးကိုလေးချစ်ပေးရပါမယ်เนาะဟိုအဲ့ဘေးကအသားကိုလည်းအရင်မယူရဘူးเนาะဘောင်လေးကိုယူပေးရမယ်ဒီကျဲဒီဆိုလည်းချစ်ချလိုက်ဒီတစ်ခုနှမျိုးပေါ့เนาะအဲ့နှမျိုးမှာကြာတော့ဘယ်ကအတူလဲဘယ်ကအစင်လဲငယ်မျိုးချပြီးเนาะဒီတစ်ခုဆိုရင်ဒီငရဲမတင်လိုက်ပြီဆိုတာလည်းချက်ချင်းပြောက်တလားဒီတစ်ခုဆိုရင်လည်းချက်ချင်းပြောက်ဟာသူတိတာတော့ပြောက်သွားအစစ်ဆိုရင်မပြောက်မပြောက်ပြလိုက်လေနော်သူဆိုပြောက်သွားပြီအစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့အစစ်ရလည်းကြောက်တယ်နော်အဲ့တော့မှတဆိုးမွေးတဲ့ဒီပါလေးဆိုမပြောက်တဲ့အထည်ကြီးရှိရနော်အဲ့ကြရေးဟိုပါဘောစားရည်လေးနဲ့ဖြစ်ပလက်ညာလေးပါဆိုရင်ဟိုပလက်ညာထင်းပြီးကိုဝယ်လိုက်မဲ့ဟာရှိအဲ့ကြကစားရည်လေးနဲ့တစ်ခါစိတ်ပြီးစမ်းမဲ့အထည်လေးရှိရနော်ဟာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ